ဟုတ်တယ်ကျွန်တော်စပယ်ကနည်းနည်းလေးစေးလေးဆိုတော့လေဒီတက်တက်လေးဖြစ်တော့မြတ်ပြလိုက်အရင်ဘူးတော့ဒီဘေးဘွဲလေးပဲထားမှာလားဘေးဘွဲလေးပဲထားနော်ဒီလာကားရပါတော့ဒီလိုဒုက္ခကျွန်တော်ကိုယ်တိုင်းလဲလေဘယ်လိုပြောမလဲဆိုဘူးတူလိုမျိုးအားကြတယ်ဘူးတူအားလဲအားကြလေးလေးစားပါတော့ကိုယ်ကလည်းအပြေကိုထွက်လူချင်ပြီးမှကျွန်တော်ကကြတော့အလုပ်တစ်ဖက်နဲ့လေဟိုမလူနိုင်ဘူးဘူးတူအစီအပြေရဲ့လွတ်တယ်ညာဟုတ်တယ်ဟုတ်တယ်ဟောပြန်လေထောင်ရတော့ဘူးနော်ဘူးလေလေးလေးခွဲလေးလေးပဲဟုတ်ဒီကမ္ဘာဟာလာခနဲ့တူတာဟာကျွန်တော်လာဒါချွေးနဲ့စားလာဟုတ်တယ်ချွေးနေစားဟုတ်တယ်တကယ်လူအဲ့တဲ့နေရာတွေမှာပြီးလို့ဒီဝါရောက်ပြီနော်ဟုတ်ကဲ့ပါဟုတ်ကျေးဇူးပါဟုတ်နေတာပမာနေတာကျွန်တော်အခုလက်ရှိမှာရန်ကုန်ပေါ့နော်ကိုစတောင်ဆိုင်ခွဲမှာကျွန်တော် Google Service ဆိုင်မှာစပင်းညက်တယ်ပေါ့နော်ဒါပေမဲ့ဇာတိကတော့6ဘက်ကအညာသားပေါ့နော်ဒါပုတုလေစပင်းညက်ပြီးတော့ညက်ပြီးလိုက်တယ်ကျေးဇူးပါဟုတ်